ပိသင်္ခါရအနိစ္စအကြောင်းတရားရဲ့ပြုပြင်မှုကြောင့်ဖြစ်ပေါ်လာတဲ့သင်္ခါရတရားမှန်သမျှဟာမပြည့်ဘူးဖြစ်လာပြီးရင်ပျောက်ကွယ်သွားတာပဲထို့တူပဲသဗ္ဗေသင်္ခါရဒုက္ခအကြောင်းတရားတွေပြုပြင်စီမံထားတဲ့သင်္ခါရတရားဟုသမျှဟာလည်းပဲမမြဲမှုကအစင်သာဝရနောက်ရှက်နေလို့ဒုက္ခကျင့်တ်เสียမကောင်းဘူးဆိုတဲ့အဓိပ္ပာယ်ဒီနေရာမှာဒုက္ခလို့ဆိုပေမဲ့ဒုက္ခဝေဒနာကိုပြောတာမဟုတ်ဘူးဆိုတော့သတိထားဖို့လိုတယ်ပေါ့သဗ္ဗေသင်္ခါရဒုက္ခဆိုမမြဲတဲ့ရှုထောင့်ကဒုက္ခလို့ပြောတာအဲ့ဒါကွဲဖို့လိုတယ်နော်အကြောင်းတရားတွေပြုပြင်ထားတဲ့အရာဆိုတာပြည့်ညတ်တဲ့နိဗ္ဗာန်မပါဘူးအဲ့ထင်မယ်သင်္ခါရလို့သုံးလိုက်လို့ရှိရင်ပြည့်ညတ်တဲ့နိဗ္ဗာန်မပါဘူးဒီနေရာမှာဘ ਹੁ တုတ္တအနေနဲ့မှတ်သားစရာကသင်္ခါရဆိုတဲ့စကားလုံးကိုသုံးတဲ့နေရာဟာ၄နေရာလောက်ရှိတယ်တနေရာနဲ့တနေရာမတူဘူးအခုအနိစ္စဒိဋ္ဌနာဒုက္ခဒိဋ္ဌနာနဲ့ပတ်သက်ပြီးတော့လည်းပဲသဗ္ဗေသင်္ခါရအနိစ္စသဗ္ဗေသင်္ခါရဒုက္ခဆိုပြီးတော့သင်္ခါရဆိုတဲ့စကားလုံးကိုသုံးတယ်ဒီနေရာမှာသင်္ခါရဆိုတာအကြောင်းတရားတွေရဲ့ဖန်တီးမှုကြောင့်ဖြစ်ပေါ်လာတဲ့ရှုပ်တရားနဲ့နတ်တရားခဏ၅ပါးတာဝရည်ညွှန်းတာဖြစ်တယ်နော်ခဏ၅ပါးဆိုရင်ကုန်သွားပြီရှုပ်တရားနတ်တရားခဏ၅ပါးခဏနဲ့ပြောရင်ခဏ၅ပါးနှစ်ခုနဲ့ပြောရင်ယုံနဲ့နာအဲ့ဒါသင်္ခါရတရားအဲ့ဒီတည်းမဲ့ဘာတွေလွတ်နေတော့လို့ဆိုတော့ပညာဆိုတဲ့တရားလွတ်တယ်နိဗ္ဗာန်ဆိုတာလွတ်တယ်လောကမှာအခေါ်ပညာတွေဆိုတာရှိတယ်လူတွေနေ့စဉ်ပြောနေတဲ့အထက်မှာတကယ်မရှိတာကိုလည်းပြောတယ်ရှိတာကိုလည်းပြောတယ်ပြောဆိုမှုတွေဟာအယူဆတစ်ခုအနေနဲ့သာပြောဆိုတာဖြစ်တယ်တကယ်မရှိပဲနဲ့လည်းအရှိလုပ်ပြီးပြောနေကြတာလည်းရှိတယ်အဲ့တော့သင်္ခါရလို့ပြောလိုက်လို့ရှိရင်ပညာနဲ့နိဗ္ဗာန်မပါဘူးဒါအဝိသင်္ခါရအနိစ္စသဗ္ဗေသင်္ခါရဒုက္ခမှာအကြောင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့ယုံနံတရားလို့အဓိပ္ပာယ်ဆိုလိုတယ်ပေါ့နောက်ပဋိစ္စသမုပ္ပါဒ်မှာအဝိဇ္ဇပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏလို့သင်္ခါရဆိုတဲ့စကားလုံးကိုနှစ်ကြိမ်သုံးထားတာနှစ်နေရာသုံးထားတာရှိတယ်အဲ့ဒီသင်္ခါရနဲ့အခုပြောတဲ့သင်္ခါရနဲ့မတူအဝိဇ္ဇပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏမှာပါတဲ့သင်္ခါရကြတော့ကံတရားလို့ဆိုလိုတယ်စေရနာကိုဆိုလိုတာကုသိုလ်စေရနာအကုသိုလ်စေရနာကုသိုလ်စေရနာအကုသိုလ်စေရနာသည်ဘဝကိုဖန်တီးပေးတယ်ဒါကြောင့်မလို့သူတို့ကိုသင်္ခါရဘဝကိုဖန်တီးပေးတာခုနတုန်းကသင်္ခါရဆိုတာအကြောင်းတရားတွေရဲ့ဖန်တီးမှုကိုခံရတာနော်သဗ္ဗေသင်္ခါရအနိစ္စနဲ့ပတ်သက်တာကြတော့ဒါမို့အင်္ဂလိပ်လိုပြန်တဲ့အခါ conditioned things conditioned them လို့ပြန်တယ်သဗ္ဗေသင်္ခါရအနိစ္စမှာအခုဝိဇ္ဇပစ္စယသင်္ခါရကြတော့ position နဲ့ activity စေရနာကိုဆိုလိုတယ်လူတွေကပြောကြတဲ့ကံဆိုတဲ့တရားအဲ့ဒါသင်္ခါရပဲအဲ့ဒီမှာလည်းပဲကာသင်္ခါရဝစီသင်္ခါရမနောသင်္ခါရလို့ခွဲသေးတယ်ကာယကံနဲ့ကာယကံကိုဖြစ်စေတဲ့သင်္ခါရကတစ်ခုဝစီနှုတ်မြတ်မှုကိုဖြစ်စေတဲ့ဝစီကံကိုဖြစ်စေတဲ့သင်္ခါရတစ်ခုစိတ်ကိုဖြစ်စေတဲ့သင်္ခါရတစ်ခုနော်ပုံညာဝိသင်္ခါရကုသိုလ်နဲ့ပတ်သက်တဲ့စေရနာအပုံညာဝိသင်္ခါရအကုသိုလ်နဲ့ပတ်သက်တဲ့စေရနာ
အာနိသဗိသင်္ခါရအရူပကုသိုလ်နဲ့ပတ်သက်တဲ့စေရနာအဲ့လိုခွဲထားတဲ့ရှိတယ်အဲ့တော့သူနေရာနဲ့သူယူရမယ်အဲ့ဒါကြတော့စေရနာကိုသင်္ခါရလို့ခေါ်တယ်နောက်တနည်းကဘယ်မှာရှိတော့ဆိုခန္ဓာ၅ပါးကိုရည်တွက်တဲ့အခါမှာသင်္ခါရခန္ဓာဆိုတာပါတယ်အဲ့ဒီသင်္ခါရကြတော့လေအတိတ်ပဲတစ်မျိုးရတယ် mental formation လို့အင်္ဂလိပ်လိုပြန်တယ်စိတ်မှာရှိနေတဲ့စိတ်စေတသိက်စွမ်းအစိတ်ရဲ့စွမ်းအားစုတွေစိတ်နဲ့ရှင်ပြီးတော့ဖြစ်တဲ့စေတသိက်အချို့ကိုစေတသိက်တွေကိုခေါ်တာစေရနာစတဲ့စေတသိက်တွေကိုခေါ်တာဝေဒနာတင်ညာမှတ်တပါစေတသိက်မှန်သမျှကိုစေတသိက်50ကိုသင်္ခါရလို့ခေါ်တယ်အဲ့တော့သူနေရာနဲ့သူယူဖို့လိုတယ်ပေါ့နော်ဒါသင်္ခါရ3မျိုးတနေရာနဲ့တနေရာမတူဘူးလို့မှတ်ထားဖို့လိုတယ်ပြန်ပြောမယ်သဗ္ဗေသင်္ခါရအိဋ္ဌသဗ္ဗေသင်္ခါရဒုက္ခဆိုတာအကြောင်းတရားတွေရဲ့ဖန်တီးထားတဲ့ယုတ်တရားနံတရားကိုခန္ဓာ၅ပါးကိုဆိုလိုတယ်အဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏကကုသိုလ်အကုသိုလ်စေရနာကိုဆိုလိုတယ်သင်္ခါရခန္ဓာခန္ဓာနဲ့စပ်ပြီးတော့ဟောတဲ့သင်္ခါရကြတော့စေရသိက်ဝေဒနာတင်ညာမှတပါစေရသိက်50ကိုဆိုလိုတယ်စေရသိက်50ဆိုရတဲ့ပဲလောဘပါတယ်ဒေါသပါတယ်မောဟပါတယ်အလောဘအဒေါသအမောဟတွေပါတယ်အကုသိုလ်စေရသိက်တွေပါတယ်ဝေဒနာတင်ညာမှတပါအကောင်းဆုံးနှမျိုးစလုံးကိုစေရသိက်50ကိုသင်္ခါရခန္ဓာလို့ခေါ်တယ်နောက်တစ်မျိုးကတော့ဒီတရားနဲ့မဆိုင်ဘူးလုံးလဝိရိယကျိုးပန်းအထုံမှုကိုလည်းသင်္ခါရလို့ခေါ်တယ်ဝိရိယကိုကောက်တယ်အဲ့ဒါကြတော့နော်အဲ့တော့သင်္ခါရ၄မျိုးရှိတယ်သူနေရာနဲ့သူအဓိပ္ပာယ်မှတ်ဖို့လိုတယ်ပေါ့အနုဆိုရင်ရောထွေးသွားတတ်တယ်သူနေရာနဲ့သူအဓိပ္ပာယ်နဲ့သူစကလုံးကတူတူပဲအဓိပ္ပာယ်ကြတော့ကြွယ်ပြချင်တာတယ်ဟုတ်ပြီဒါကသဗ္ဗေသင်္ခါရအိဋ္ဌသဗ္ဗေသင်္ခါရဒုက္ခနဲ့ပတ်သက်ပြီးတော့မှတ်သားစရာကိုပြောပြတာ